ပြီးခဲ့တဲ့2025 Europa League Final ရဲ့ရှုံးကြွေးကိုကျွန်တော်တို့ပြန်ဆက်ရမယ့်ပွဲဖြစ်တယ်။ဟုတ်ကဲ့ပါပဲ။ TUS မှာအားလုံးကိုကျေးဇူးပါတယ်။ဒီတစ်ပတ်မှာတော့ကျွန်တော်တို့ Manchester United ပြည်သက်တွေတဲ့ပွဲကြီးပွဲကောင်းတစ်ပွဲကိုကျွန်တော်တို့ကြည့်ရမှာဖြစ်တယ်။အဲ့ဒီပွဲကတော့ပြီးခဲ့တဲ့2025 Europa League Final ရဲ့ရှုံးကြွေးကိုကျွန်တော်တို့ပြန်ဆက်ရမယ့်ပွဲဖြစ်တယ်။မကြည်ပွဲပြန်ထိုးရမှာပေါ့ဗျာ။ဆိုတော့အဲ့ဒီပွဲကတော့ကျွန်တော်တို့ Manchester United နဲ့ Tottenham Hotspur ပွဲပဲဖြစ်တယ်ဆိုတော့ဒီပွဲလေးကျွန်တော်မသိစက်ခင်မှာဒီကျွန်တော်တို့ Manchester United ရဲ့ဆောင်းရာသီအပြောင်းရွှေ့လေးကိုကျွန်တော်တို့နည်းနည်းလေးတွားကြည့်အောင်ဆိုတော့ဒီဆောင်းရာသီအပြောင်းရွှေ့မှာကျွန်တော်တို့ Manchester United ကစားသမားတယောက်မှခေါ်ယူရခြင်းမရှိဘူးဒီဆောင်းရာသီပြသွားပြီနွေရာသီအပြောင်းရွှေ့မှာကျွန်တော်တို့အသစ်ကစားသမားတွေကျွန်တော်တို့မျှော်လင့်ရမယ့်အခြေအနေရောက်နေပြီပေါ့နော်ဆိုတော့ဒီပတ်ကစားရမယ့် Manchester United နဲ့ Tottenham Hotspur တို့ရဲ့ပွဲကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်တော့ပြီးခဲ့တဲ့ရာသီမှာတော့ Tottenham Hotspur နဲ့ကျွန်တော်တို့ကညီကိုလိုပဲ15-16နဲ့ကျွန်တော်တို့ကရာသီအဆုံးသတ်ခဲ့တယ်ဒါပေမဲ့ဒီနှစ်မှာတော့Tottenham Hotspur နဲ့ Manchester United ကအရန်ကိုအဆင့်တန်းတွေကွာသွားပြီဆိုတော့အဆင့်4နဲ့14ဆိုတော့အခုတော့အရန်ကိုကွာသွားပြီလေကစားသမားတွေရဲ့အရည်ချင်းတွေကြည့်မယ်ဆိုရင်ကျွန်တော်တို့ Manchester United ကအဖက်ဖက်မှာအကုန်လုံးတာနေတယ်ဒါပေမဲ့တခုရှိတာကTottenham Hotspur နဲ့ Manchester United ကစားတဲ့ပွဲတွေကိုပြန်ကြည့်လိုက်မယ်ဆိုရင်တော့အဲ့ဒါကနည်းနည်းလေးကျွန်တော်တို့သတိထားဖို့လိုတယ်ကျွန်တော်တို့အိမ်ကူးမိုင်းလဲ Tottenham Hotspur ကကျွန်တော်တို့ကိုအနိုင်ရရှိလေရှိတယ်ဆိုတော့ဒီ2020နောက်ပိုင်းမှာကျွန်တော်တို့ Manchester United က Tottenham Hotspur ကိုနိုင်ဖို့အရန်ခက်ခဲတာဖြစ်တယ်ပြီးခဲ့တဲ့ Europa League Final မှာလည်းကျွန်တော်တို့ကကြေကွဲခဲ့ရပြီဆိုတော့ပြီးခဲ့တဲ့2025အင်ကူးမှာလည်းကျွန်တော်တို့ကဖတ်ပဲယူနိုင်ခဲ့တယ်အဲ့ဒီပွဲကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်မယ်ဆိုတော့လို့ကခြေတော့တာတယ်ဒါပေမဲ့ကျွန်တော်တို့အနိုင်မရခဲ့ဘူးတမပဲရခဲ့တယ်အဲ့ဒီပွဲမှာကျွန်တော်တို့ပထမဆုံးကျွန်တော်တို့ကဘုံမိုးကိုကျွန်တော်ကိုသွင်းတယ်ပြီးတော့ Tottenham ကပြန်ခြေလိုက်တယ်ပြီးတော့ Tottenham ကကိုပြန်သွင်းတယ်ပြီးတော့ Richarlison ကမိနစ်60ကျော်ပြီအမှတကူပြန်သွင်းတယ်ပြန်သွင်းတော့သူကအောင်ပွဲအကြီးကျယ်ခံလိုက်တယ်နောက်ဆုံးတော့ကျွန်တော်တို့ရဲ့ delete ပေါ့နော်နောက်သားနဲ့ကိုထည့်လိုက်တယ်ဆိုတော့ကျွန်တော်တို့က2-2တည်ကြတယ်အဲ့မှာဆိုရင်စပါးရဲ့ Richarlison ကငိုကြွေးခဲ့ရတယ်ဘရာဇီးသားပီငိုကြွေးခဲ့ရတာပေါ့ဗျာ Richarlison ကဆိုတော့ Manchester United နဲ့ Tottenham Hotspur ရဲ့ပွဲစဉ်တွေကို9ပွဲကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့ Tottenham Hotspur က2ပွဲတည်2ပွဲနိုင်ထားတယ်1ပွဲရှုံးတယ်ဆိုတော့ကျွန်တော်တို့ Manchester United က3ပွဲနိုင်တယ်1ပွဲတည်1ပွဲကရှုံးပေါ့နော်ဆိုတော့9ပွဲအဲ့လိုအဆင့်နေရာလေးတိတ်လေကွာဟမှုမရှိဘူးသူနိုင်ပွဲတွေလည်းကွာဟမှုတိတ်မရှိဘူးဒါပေမဲ့နောက်ဆုံး3ပွဲကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကအမှတ်ပြရတယ်ပြီးတော့ Tottenham Hotspur ကနောက်ဆုံးကစားတဲ့ပွဲမှာ Man City နဲ့တည်ကစားတယ်2-2တည်ကစားတာပေါ့နော်ကျွန်တော်တို့ Man City ကို2-3ရနဲ့နိုင်တယ်ဆိုတော့ဒီရလဒ်ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ Manchester United ရဲ့ Michael Carrick ရဲ့ဂိုင်တွေခဲ့တဲ့3ပွဲမှာကြည့်မယ်ဆိုရင်သူတို့ရဲ့ကစားကွက်တွေကိုအရန်ကိုတုတ်တက်နေတာတွေ့တယ်ပြီးတော့တွေကိုပြစ်တင်ပေးတာဖြစ်တယ်ဒီဟာလှုပ်တဲ့လူက Michael Carrick ကျွန်တော်တို့ရဲ့နိပြအသစ် Michael Carrick ကလှုပ်သွားတာဖြစ်တယ်ဆိုတော့ Tottenham Hotspur ရဲ့နိပြအသစ် Thomas Frank ကတော့သူရဲ့တက်စစ်ကိုသူအားပေးပြီးတော့ကစားတာတွေ့တယ်ဒါပေမဲ့ဒီသူတို့ရဲ့အဓိကကစားသမားတွေကဒဏ်ရာရတာကျွန်တော်တွေ့ရတယ်အလေရမှာ Medicine ဒဏ်ရာရတယ်ပြီးတော့ Tyson Moon Richarlison ကျွန်တော်တို့အရင်ပြီးခဲ့တဲ့ပွဲကကျွန်တော်တို့ဘက်ကကိုတူနေတာ Richarlison လည်းဒဏ်ရာရတယ်ပြီးတော့ Lucius Ski လည်းဒဏ်ရာရတယ်ဟိုနောက်တန်းကတကယ်ကိုးရအများအားတူနေတဲ့ Van der Van ရှိတယ်ပြီးတော့ Pyro ရှိတယ်သူတို့ဒဏ်ရာရထားတယ်ပေါ့နော်ဆိုတော့4ယောက်အဓိကစားသမား4ယောက်5ယောက်လည်းရတယ်အမှပြီးတော့ကျွန်တော်တို့ Manchester United ရဲ့ injury ကြတော့ဒူးကူရှိတယ်ပြီးတော့ Mason Mount ရှိမယ်ပြီးတော့နောက်တစ်ယောက်ဘာလို့လဲဆိုရင်တော့နောက်တန်း delete 3ယောက်ဆိုတော့ကစားသမားအင်အားကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ Manchester United ကတာနေရတယ်ပေါ့နော်ဒီနေ့ပွဲကကျွန်တော်တို့တကယ့်ကိုအကျိတ်အနေကစားရမယ့်ပွဲဖြစ်တယ်
Manchester United နဲ့ Tottenham Hotspur ဆိုတာကပွဲတိုင်းလိုကတကယ်ကိုအကျိတ်အနေကစားရမယ့်ပွဲဖြစ်တယ်ကြည့်လိုက်မယ်ဆိုတော့ Tottenham Hotspur ကနိုင်တာပုံများတယ်အရင်ပြီးခဲ့တဲ့နှစ်တွေမှာဆိုအခုဆိုရင်တော့ကျွန်တော်တို့ကနီးပြအစ်စ်ရောက်လာပြီဆိုတော့ဒီလိုတော့မရတော့ဘူးကျွန်တော်တို့ရဲ့3ပွဲဆက်အနိုင်ရပြီးပြီအခု4ပွဲဆက်အနိုင်ရတော့မှာဖြစ်တယ်ဆိုတော့4ပွဲဆက်အနိုင်ရပြီးတော့နောက်တစ်ပွဲပြန်နိုင်လို့ရှိရင်လေဒီကောင်လေးစပင်ညက်ရတော့မယ်ဆိုတော့ तू က5ပွဲဆက်နိုင်မှစပင်ညက်မယ်ဆိုတော့ဒီကောင်တွေ Michael Carrick လက်ထက်မှာစပင်ညက်ရတော့မယ်ဆိုတော့3ပွဲဆက်နိုင်ပါပြီအခုလည်း4ပွဲဆက်လာမယ်5ပွဲဆက်လာမကဘူးကွာ6ပွဲ9ပွဲ10ပွဲ10ပွဲနော်ပွဲတွေက9ပွဲကိုကျွန်တော်ဆက်နေရမယ်အနေထားမှာရောက်နေတယ်ပြီးခဲ့တဲ့အာဆင်နယ်နဲ့ပွဲမှာလည်းကျွန်တော်တို့မြန်မာပြည်မှာကဒုံးတွေအကုန်ဖြစ်ကုန်ပြီကဒုံးသုံးတဲ့လူတွေကတော်များပြီကွာ Manchester United ဆိုတာက Ferguson ခက်ကလေးကကျွန်တော်တို့ကအာဇုံနဲ့ရှိလာတာနော်ဆိုတော့စိတ်ချ Manchester United ဒီပွဲလည်းထပ်နိုင်အောင်ပါပဲဆိုတော့ကျွန်တော်တို့ Manchester ပြည်သက်များအားလုံးဒီပတ်မှာဘယ်လောက်နိုင်စေချင်လဲဒီ comment မှာလာရေးပေးပါကျွန်တော် YouTube channel ကို subscribe လုပ်ပေးချပေးကူလို့ရတယ်ဒီထက်မကအောင်မြင်ပါစေလို့အတူတူအားပေးအားလုံးကိုကျေးဇူးများတင်ပါတယ်